ကျွန်တော်တို့ဒီကနေ့မှာတော့ been ဆိုတဲ့အသုံးအနှုန်းလေးကိုလေ့လာကြည့်ကြရအောင်ကျွန်တော်တို့အရင်သိတဲ့ verb to be ရဲ့ past participle form လေးဖြစ်ပါတယ် verb 3ပုံစံပေါ့နော်ဆိုတော့ been လို့ကျွန်တော်တို့ပြောတဲ့အခါမှာသူ့ရဲ့အဓိပ္ပာယ်ထဲမှာ come နဲ့ go ရဲ့ verb 3တွေပါတယ်ဆိုတော့ come နဲ့ gone ပေါ့ပြောရမယ်ဆိုတော့အဲ့နှစ်ခုပါတာဖြစ်တယ်နမူနာပြောရမယ်ဆိုရင် I haven't been to the cinema for ages ကျွန်တော်ရုပ်ရှင်ကိုမရောက်တာအရန်ကြာသွားပြီဆိုတဲ့ဟာမျိုးနောက်ပြီးတော့ Have you ever been to Myitkyina များတို့ Myitkyina ရောက်ဖူးသလားဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီနေရာမှာတခုလေးသိထားစေချင်တယ် been လို့ကျွန်တော်တို့တုံးလိုက်ပြီဆိုတဲ့အနေထားမှာလေအဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ a completed visit ကိုပြောတာအဲ့ဒီမှာ completed visit ကဘာလဲဆိုတော့ကျွန်တော်တို့ကအသွားကောအပြန်ကောပြီးသွားပြီဆိုတဲ့ဟာပြောရမယ်ဆိုရင်ရောက်လဲရောက်ပြီပြန်လဲပြန်လာပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်တယ်ပြန်ရောက်ပြီပေါ့နော်နမူနာလေးကိုလေ့လာကြည့်ရမယ်ဆိုရင် the postman's already been ဆိုတော့ဒီညမှာဘာကိုပြောရလဲဆိုတော့စာပို့သမားဟာရောက်ပြီးပြီတဲ့ဆိုတော့ရောက်ပြီးသွားပြီလို့ပြောတဲ့အဓိပ္ပာယ်ကသူကဒီနေရာကိုလည်းရောက်လာပြီပြီးတော့သူလည်းပြန်သွားပြီဆိုတော့ဒီလိုမျိုးအနေထား come and go ဆိုတဲ့အခြေအနေတစ်ခုဒီမှာပါတယ် completed visit ဆိုတော့အဲ့ဒါကိုပြောတာဖြစ်တယ်နောက်တစ်ခုကကျတော့ two south come so we can start work ဆိုတော့ two south လာပြီငါတို့တွေဘာဖြစ်တာလဲအလုပ်စလို့ရပြီလို့ပြောတဲ့အခါမှာအဲ့ဒီ two south ကဒီမှာရှိနေတာအခုဘာဖြစ်တာလဲမပြန်သွားသေးဘူးဒီမှာပဲရှိနေတော့မယ်အဲ့လိုအနေထားမလို့ဒီနေရာမှာတော့ been သုံးလို့မရပါဘူးနောက်တစ်ခုကတော့ I've been to Mandalay 3 times this week ဆိုတော့ငါမန္တလေးကိုရောက်တာဒီတစ်ပတ်မှာ3ချိန်ရှိပြီတဲ့ဆိုတော့အနေထားကဘာလဲရောက်ပြီးမှပြန်တယ်အဲ့လိုမျိုးခောက်ရည်3ခါကိုပြောတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ completed visit လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ where's Arre she's gone to Yangon သူပဲသွားလိုက်ပြီလေရန်ကုန်သွားပြီတဲ့ဆိုတော့ပြန်မရောက်သေးဘူးဒီလိုအနေထားဒါကြောင့်မသူဘာသုံးတာလဲ been မသုံးဘဲနဲ့ဒီနေရာမှာဘာသုံးထားတာလဲ gone ကိုသုံးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီလို been ကိုသုံးတဲ့အနေထားမျိုးမှာဆိုရင် a completed visit ဆိုတဲ့ဟာတခုလေးမှတ်ထားစေချင်တယ်သွားလဲသွားပြီးပြန်လဲပြန်ရောက်လာပြီဆိုတဲ့အနေထားမျိုးမှာ been ကိုသုံးတယ် been ဆိုတဲ့အထက်မှာ come and go ဆိုတဲ့စကားလုံးနှလုံးပါတယ်ဆိုတဲ့အရာကိုသင်ယူရင်းနဲ့ been ဆိုတဲ့အသုံးအနှုန်းကိုပို့ပြီးမှထိမိပိုင်နိုင်စွာနဲ့သုံးနိုင်ကြပါစေဗျာ